နေရဒီဟာတပြေးပြေးချင်းရွေးရှာအတိတ်ပဲရှိသောယုံကန်ခြင်းနဲ့တုံးချမဲ့လူသားလုံလဝရိယဇွဲနဲ့ညာဟာအတိကကိုရဲ့အားလောကကြီးမှာလကားရထားတာဘာမှမရှိပါလားဘဝတစ်ခုလုံးတဲ့အရေးမကြီးတာတွေအားလုံးပဲချိန်ချကိုရိပ်မှန်းချက်ကိုရဲ့ပန်းတိုင်းရောက်အောင်တဲတဲ့သွားအသင်းနှလုံးထဲကစိတ်ရဲ့လူကိုဖြေဖို့မကြိုးစားအားအချစ်ဆိုရရကိုဘဝထဲမှာဒုတိယစင်လာတာမာနာမင်းလားမာနာမင်းလားမင်းတို့ပြောတာမာတော့မမာပါကိုချောင်းနဲ့ကိုပဲမာနာမင်းလားမာနာမင်းလားပြောကြစမ်းမစေခွင့်လို့ထားပြီးတာလောကကြီးနဲ့မနှုတ်သားလူတွေတွဲလျက်ချိုးပြူသွား